အမိုးမရှိသောပြတိုင်းမင်္ဂလာပါဒီနေ့ကျွန်တော်ရရှိတဲ့နေရာကတော့အမိုးမရှိတဲ့ပြတိုင်းလို့လူသိများတဲ့တောင်ကိုရီးယားနိုင်ငံရဲ့ကြောင်ကျူးနတ်ဆန်းတောင်ပဲဖြစ်ပါတယ်ဒီတောင်ဟာရှင်းလာခေတ်ခရစ်တော်မပေါ်ခင်59ခုနှစ်ကနေအေရီ935အထိနှစ်ပေါင်း1000နီးပါးအရေးကြီးတဲ့ဘာသာရေးနယ်မြေဖြစ်ခဲ့တာပါလူတွေကဒီတောင်ကိုဖျားတောင်လို့တင်စားခေါ်ခဲ့ကြတယ်တောင်ရလျှောက်လမ်းလျှောက်သွားတဲ့အခါရှင်းလာခေတ်ကလက်ရမြောက်တဲ့ဖျားเจ้าတွေကျောင်းနံရံမှာထွန်းထုထားတဲ့ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ရှေးဟောင်းအဆောက်အုံအပြည့်အစည်းပေါင်း1000ကျော်ကိုယနေ့တိုင်မြင်တွေ့နိုင်ပါတယ်ဒါကြောင့်လေဒီတောင်တစ်ခုလုံးကိုအမိုးမရှိတဲ့ပြတိုင်းလို့ခေါ်ကြတာပေါ့ဒီလက်ရာတွေကရှင်းလာလူမျိုးတွေရဲ့အမှုပညာအစွမ်းနဲ့သူတို့ရဲ့ခိုင်မာတဲ့ယုံကြည်မှုကိုသက်သေပြနေပါတယ်ထူးခြားတာကဖျားဆင်းလူတော်တွေကိုသဘာဝတောတောင်တွေကြားထဲမှာပဲတိဆောက်ထားတာကြောင့်လူနဲ့သဘာဝတရားပေါင်းစပ်သွားတဲ့အေးချမ်းမှုကိုခံစားရမှာပါဒီနေရာကိုရောက်လာရင်ခန္ဓာကိုယ်အတွက်ကျန်းမာရေးရတောင်းတရတာတွေမကပဲစိတ်နှလုံးအတွက်ပါတိတ်ဆိတ်ငြိမ်းချမ်းတဲ့အတွေ့အကြုံတွေတစ်ခုကိုရရှိစေမှာပါသမိုင်းကြောင်းကိုလည်းလေ့လာခြင်းနဲ့အတိတ်နဲ့ပြစ္ဆုတ်ပံကိုလည်းတနေရာထဲမှာခံစားခြင်းနဲ့ဆိုရင်တော့ဒီကြောင်ကျူးနန်းဆန်းခီးစဉ်ဟာတင့်အတွက်မေ့လို့မရနိုင်တဲ့အမှတ်တရတစ်ခုဖြစ်နေမှာသိကြပါပဲမိတ်ဆွေများလည်းတောင်ကိုရီးယားနိုင်ငံကြောင်ကျူးနန်းဆန်းတောင်ကိုလာရောက်လည်ပတ်ဖို့အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်